မှာကြီးစုနေကြတဲ့ကိုလွမ်းရဲ့ဒုတိယဝါသနာရှင်မျိုးတွေအားလုံးပဲမင်္ဂလာပါနော်ကိုလွမ်းရဲ့ဒုတိယဝါသနာရှင်မျိုးတွေအားလုံးပဲကိုလွမ်းရဲ့တပတ်စာမပြောက်ပတ်တီလေးကိုစောင့်မျှော်နေကြတဲ့မျိုးတွေအားလုံးတို့ကိုလွမ်းကတပတ်စာပတ်တီတွေတင်ပေးလိုက်ပါပြီမျိုးတွေဘကကိုလွမ်းရဲ့စေတနာကိုအသိမဲ့ပြုတယ်ဆိုရင်ကိုလွမ်းရဲ့ဗီဒီယိုလေးကို like share လေးတွေများလုပ်ပါကြီးစုသူ viewer လေးတွေများလောက် share မှု share အားလေးနဲ့ကူညီပေးသွားပေးပါနော်မျိုးတွေအားလုံးပဲshare မှု share အားလေးနဲ့ကူညီပေးသွားပြီးနော် subscribe နေရသေးတဲ့မျိုးတွေအားလုံးကလည်းကိုလွမ်းရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးပါနော်29ရက်10လ2025မှာ30ရက်10လ2025အထိနော်တပတ်စာမပြောက်ပတ်တီရတော့96เนาะအမျိုးတွေ96ပတ်ပါเนาะ9နဲ့ပတ်သက်လာရင်93 98 9နဲ့50အားထိုးပါ6နဲ့ပတ်သက်လာရင်63 68 6နဲ့60အားထိုးပါเนาะအမျိုးတွေเนาะတပတ်စာအခွေလိုချင်တဲ့မိတ်ဆွေများเนาะတပတ်စာအခွေလိုချင်တဲ့မိတ်ဆွေများဟာเนาะကိုလွမ်းရဲ့ Viber လေး Viber ဖုန်းနံပါတ်ကလေးမှာလာယူပေးပါเนาะအမျိုးတွေအားလုံးပဲ Viber ဖုန်းနံပါတ်ကလေးကတော့3996815998เนาะတပတ်စာเนาะအပီးခွေเนาะ3လုံးနဲ့ခွေရတာပါเนาะအပီးခွေ3လုံးနဲ့ခွေတာပါเนาะအမျိုးတွေဘက်ကတပတ်စာအပီးခွေ3လုံးနဲ့3လုံးလေးကိုအခွေ3လုံးကိုလိုချင်တဲ့မိတ်ဆွေများက68199398ဆိုတဲ့ Viber လေးမှာလာယူပေးပါပင်ငွေကြိုပေးစရာမလိုပါဘူးကိုလည်းမန်ပါခေါ်လာလည်းမဟုတ်ပါဘူးเนาะမျိုးတွေအားလုံးပဲเนาะပတ်တိုင်းကိုလည်းရဲ့အခွေလေးမထွက်ဘူးဆိုတာမရှိပါဘူးเนาะမျိုးတွေအားလုံးပဲเนาะသိပါတယ်ကိုလည်းရဲ့အခွေလေးကိုထိုးနေတဲ့မျိုးတွေအားလုံးပဲသိပါတယ်เนาะကိုလည်းရဲ့အခွေမကြဘူးကြတယ်ဆိုတာเนาะအမျိုးတွေအားလုံးပဲเนาะမအောင်မြင်တယ်ဆိုတာအမျိုးတွေကိုလည်းရှိမှယူနေကြအမျိုးတွေသိပါတယ်เนาะတပတ်စာမပြောက်ပတ်တီးက96 9နဲ့ပတ်သက်လာရင်93 58 9နဲ့50အားထိုးပါ6နဲ့ပတ်သက်လာရင်63 68 6နဲ့60အားထိုးပါเนาะတပတ်စာအခွေကို3လုံးအခွေလိုချင်တဲ့မိတ်ဆွေများ399681599398ဆိုတဲ့ Viber ဖုန်းနံပါတ်ကလေးမှာကူပဲလာယူပေးပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်